အားလုံးပဲမင်္ဂလာပါခင်ဗျာကူမြန်မာအော်ရီယိုဘုတ်မှကြိုဆိုလိုက်ပါတယ်စာရေးဆရာကြီးတကုံရွှေများ၏ပင်ကိုဝတ္ထုတိုများထဲမှမြောက်သက်သေအမည်ရသောဝတ္ထုတိုဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ9နှစ်ခန့်ကစောင်းရုတနေ့သောညနေဆောင်တွင်တရက်ခရိုင်ညောင်စင်ရွာခေါ်ရွာကလေးတစ်ရွာတွင်ကလေးလူကြီးရွာသူရွာသား340ခန့်တို့သည်တစုံတရာကိုဝိုင်းအောင်ကြည့်ရှုလျက်ရှိကြ၏ရင်းသည်ကထိုရွာများသို့တစ်လလျင်တစ်ကြိမ်နှစ်လလျင်တစ်ကြိမ်ကြလှည့်လည်ရောက်ရှိလာလေးရှိသောမြောက်ဆရာကိုလက်တိုဆိုသူ၏မြောက်ပွဲဝင်ဖြစ်လေသည်မြောက်ဆရာမှာလက်ဝဲဘက်လက်မောင်းကိုတထောင်စစ်အထက်မှဖြတ်ထားရသဖြင့်နာမည်ရင်းကိုမသိရသော၎င်းတမင်တတ်သော၎င်းကိုလက်တိုဟုအမည်ပေးထားကြသည်သူ့မြောက်ကြီးမှာလည်းအရက်ပူသောကိုလက်တို၏ခါးလောင်နီးပါအရက်မြင့်သည်မြောက်ကြီးမှာဆရာဖြစ်သူကထိုင်ဆိုလင်ထိုင်ထဆိုလင်ထကဆိုလင်ကခုံဆိုလင်ခုံအမျိုးမျိုးအဖုံဖုံလှုပ်တတ်သောမြောက်လိမ္မာတကောင်ဖြစ်၍ပြည်သက်များအလိုကျကောင်းစွာဖျော်ဖြေနိုင်စွမ်းရှိလေသည်ထိုအခါများကတောလက်ကြီးရွာများတွင်ပျော်ပွဲရွှင်ပွဲများနှဲပါလှသဖြင့်ရင်းကဲ့သို့မြောက်ပွဲများကိုပင်ကလေးလူကြီးမကြံအပြင်းပြေကြီးရှိရလေသည်ဤသို့လျှင်မြောက်ဆရာကိုလက်တိုနှင့်မြောက်လိမ္မာကြီးမှာစီးပွားဘက်များဖြစ်သည့်အတိုင်းတရက်ခရိုင်တွင်းရှိရွာရိုးတစ်လျှောက်သို့လှည့်လဲကမိမိတို့ပရိယေသနာဝမ်းစာကိုရှာဖွေကြရသည်ရောက်လျာအရက်တိုင်းမှရွာသူရွာသားတို့ကလည်းကိုလက်တို၏ဒုက္ခိတဘဝနှင့်ဆင်းရဲနွမ်းပါခြင်းကို၎င်းမြောက်လိမ္မာကြီးလိမ္မာမှုနှင့်အကအပြကောင်းခြင်းကို၎င်းဂယုဏတက်ခါတတ်နိုင်သမျှပေးကမ်းထောက်ပံ့ကြ၏ရွာတရာ၌ကိုလက်တိုမြောက်ပွဲလာရောက်သောအခါရွာလုံးကျွတ်မြကလေးလူကြီးမကြံလာရောက်ကြည့်ရှုတတ်လေသည်ထိုနေ့ညနေကညောင်စင်ရွာတွင်ကိုလက်တိုမြောက်ပွဲမှာတနအီခန့်ရှိရာအချိန်မှလည်းစပားပေါ်၍စပားရောင်းပြီးစငွေရှင်ခြင်းဖြစ်သည့်အတိုင်းဖော်ဖော်တည်တည်ပေးကမ်းကြသည်မြောက်ပွဲပြီးနောက်ကိုလက်တိုသည်ထိုတနအီခန့်မြအတွင်းရရှိသောမူးစေမက်စေ3-4ချက်ဖိုးခန့်ကိုအိတ်ထောင်ကလေးတစ်ခု၌ထည့်ပြီးနောက်ရွာမှထွက်ခွာသွားလေသည်ထိုခေတ်မှာမူးစေမက်စေကြီးပြားများသုံးသောခေတ်ဖြစ်၍ထိုအိတ်ထဲတွင်အနည်းဆုံးအကျွေး3-40ဖိုးခန့်ရှိပေလိမ့်မည်ရွာသို့ရောက်လာတတ်သောအခြားမြက်လက်ဆရာများမွေးလက်ပဲဆရာများအလူခံများမှာရွာမှစုဆောင်းသောဆံများကိုယူလေးရှိတော်လဲကိုလက်တိုမှမူမြည်သည့်အခါမှဆံကိုလက်မခံဘဲငွေရင်းကားနှင့်ငါးမှုစေမူးစေမက်စေများဖြင့်သာသူ၏မြောက်ပွဲကိုပြသလေးရှိသည်မြောက်ပွဲပြီးသောအခါကိုလက်တိုသည်ရွာမှမြောက်ဆူဆူသို့ထွက်ခွာသွားရာရွာစဉ်ရွာ၏မြောက်ဖက်အနီးဆုံးရွာမှာခရီး9မိုင်ခန့်မြောက်ကွာဝေး၍ထိုရွာသို့မရောက်မီကြားထဲတွင်လူနေအိမ်ကြီးဟူ၍မရှိချေနောက်တစ်နေ့နက်9နာရီခန့်အချိန်၌စရင်ကောင်းဥတုပ်ပေါ်နှင့်အင်ဂျင်ကလျက်ရှိသောထွန်းခင်ဆိုသူသည်အိမ်ရှိကွပြစ်၌ထိုင်ကာဖိုးလူဆန်ရဆိုသူတို့နှင့်အတူလက်ဖက်ရည်ချမ်းတောက်လျက်ရှိစဉ်မြောက်ကြီးတကောင်သည်ရွာလမ်းမကြီးအတိုင်းဝင်လာပြီးလျင်လက်ဖက်ရည်ချမ်းဝိုင်းတွင်လက်ဖက်ရည်ချမ်းတောက်နေသောထွန်းခင်အားအတင်းဝင်ရောက်ကိုက်လေသည်မြောက်ကြီးမှာယမန်နေ့ကကိုလက်တို့၏မြောက်ကြီးနှင့်တူ၍မြောက်၏ကိုမှလည်းသွေးစာသွေးနာများကိုတွေ့မြင်ရလေသည်ထွန်းခင်မှာအံ့အားသင့်ပြီးလျင်ပါဇက်မှဟဲ့ရောကလက်များဖြင့်ကာကွယ်လျက်ရှိသည်မြောက်ကြီးမှာခွန်အားပလအတော်ကောင်း၍တွေ့ရနေရာကိုပါဇက်ဖြင့်ကိုက်ခြင်းလက်သေးများဖြင့်ကုတ်ချစ်ခြင်းများကိုပြုလုပ်လျက်ရှိရကအကယ်၍တယောက်ချင်းသာဖြစ်ခဲ့ပါမူအရှုံးပေးရမည်ကဲ့သို့ရှိနေတော့သည်သို့တော်ဖိုးလူမှာတတိကောင်းသောလူတစ်ယောက်ဖြစ်သည့်အတိုင်းမြောက်ကြီး၏လေကုတ်ကိုနောက်မှနေ၍အတင်းဆုပ်ကင်ဖမ်းကာဆန်ရ၏အကူအညီဖြင့်ကျိုးတစ်ချောင်းကိုယူပြီးလျင်ခါကိုတစ်ခါတည်းချီနှောင်လိုက်လေသည်မြောက်ကြီးကလွတ်မြောက်ရန်အတင်းရုန်းကန်လျက်ရှိတော်သည်ထိုအချိန်တွင်ရွာသားများသည်စွစွညံ့ညံ့အတန်များကြားရသဖြင့်ထွန်းခင်တို့လူစုရှိရာသို့စုယုံရောက်ရှိလာကြပြီဖြစ်ရာထိုအထဲတွင်စရင်ကောင်းဥတုပ်ဘောလည်းပါလာသည်ဥတုပ်ဘောမှာအတော်အတန်ဉာဏ်ပညာအမျှော်မြင်စင်ကြင်တို့တရားနှင့်ပြည့်စုံသူတူဖြစ်သည့်အတိုင်းရွာသို့ကိုလက်တို့၏မြောက်ကြီးရောက်လာပုံကို၎င်းမြောက်ကြီးကိုတွင်သွေးကွက်ဟုယူဆရသောနီညိုရောင်အကွက်ကြီးများကိုမြင်ရသဖြင့်၎င်းတစုံတရာကိုအတန်ကြာမှတွေးဝေစဉ်းစားလျက်ရှိလေသည်ထိုအချိန်တွင်မြောက်ကြီးသည်တူလာသောလမ်းဘက်သို့ပြန်၍ပြေးရန်ဖိုးလူ၏လက်ထဲမှအတင်းရုန်းကန်လျက်ရှိလေသည်ဟေးမောင်ဖိုးလူမြောက်ကြီးကပြန်ပြေးခြင်းလို့အတင်းရုံးနေတယ်ထင်တယ်ဟုတ်တယ်ဦးလေးအဲ့ဒါနဲ့တူတယ်ပြီးတော့မြောက်ကြီးကတို့ရွာမှာမနေ့ကပြသွားတဲ့ကိုလက်တို့မြောက်ကြီးနဲ့တူတယ်ကွဟုတ်တယ်ဦးလေးရဲ့သူ့မြောက်ကြီးနဲ့တူတာပဲတောထဲကမြောက်တော့မဟုတ်နိုင်ဘူးသူ့ကောင်းတဲ့လက်မှာပေနေတဲ့ဟာတွေကလည်းသွေးနဲ့တူတယ်ကွမင်းတို့ကဘလို့ထင်တယ်လဲထိုအခါမောင်ဖိုးလူနှင့်စန္ဒာတို့နှစ်ယောက်သာမကအခြားရွာသားတစ်ယောက်နှစ်ယောက်ကပါတွေးကွက်များဖြစ်သည့်ထင်ကြောင်းဖြင့်ထောက်ခံပြောဆိုကြသည်ထိုအချိန်တွင်ထွန်းခင်သည်လက်ဖက်ရည်ချမ်းဝမ်းမှထ၍သွားကာအိမ်ဝတွင်မြောက်ကြီးကိုက်ဖက်ကုတ်ချစ်သောဒဏ်ရာများကိုစနှင်းများဖြင့်တိတ်လျက်ရှိလေသည်မြောက်ကြီးသည်ခါးနှင့်ရင်ဘတ်တွင်နှောင်ကြိုးများဖြင့်တဲထားတော်လဲထွန်းခင်ကိုမြင်သည်နှင့်တပြိုင်တည်း၎င်းရှိရာသို့သွားရောက်ရန်အတင်းရုန်းကန်လျက်ရှိပြန်လေသည်
ထိုအခါဥတုဘောကရွာသားများဘက်သို့တဖန်လှည့်ပြီးလျင်ဘယ်နဲ့လဲပြုတ်ကိုဖိုးသွယ်တို့ကိုဆန်များတို့ခမည်းတော်ဘလို့ထင်တယ်လဲဒီမြောက်ကြီးကတော့မနေ့ကကျုပ်တို့ရွာမှာပြသွားတဲ့ကိုလက်တူရဲ့မြောက်ပဲဗျပြီးတော့သူ့ကိုမှသွေးကွက်တွေနဲ့တွေ့ရတယ်ပြီးတော့သူလာတဲ့လမ်းအတိုင်းမြောက်ဘက်ကိုပဲပြန်ပြေးကျင်နေတယ်ဒီတော့ကြောက်စိတ်ထင်မြောက်เสียကိုလက်တူဟာတခုခုဖြစ်ပြီးထင်တယ်ထိုအခါရွာသားတစ်ယောက်ကဝင်၍ဒါပေမဲ့ကျွန်တော်တို့ဘလို့လုပ်ပြီးလိုက်မလဲဥတုဘောရဲ့ဟုပြောလိုက်ရာအခြားခက်ရွယ်လူတစ်ယောက်ကကျိုးကိုလျှော့ပေးပြီးသူ့နောက်ကလိုက်သွားရင်တွေ့ချင်တွေ့မှာပေါ်ပြဟူ၍အကြံပေးပြောဆိုလေသည်ထိုအခါဥတုဘောသည်ရွာသူကြီးထံအကျိုးအကြောင်းသွားရောက်ပြောဆိုကာရွာသား10ယောက်ခန့်ကိုစုယုံခေါ်ယူပြီးလျင်၎င်းတို့အားဓားလန်လက်နက်များကိုယူစေခဲ့စေလျက်မြောက်ကြီးနောက်သို့လိုက်ရန်စီစဉ်လေသည်ထို့နောက်မြောက်ကြီးအားခိုင်ခန့်သောကျိုးတစ်ချောင်းဖြင့်ခါကိုထပ်မံချီစေပြီးသောကျိုးကိုလျှော့ပေးလိုက်ရာမြောက်ကြီးသည်ရွာလမ်းမကြီးအတိုင်းပြေးသွားပြီးနောက်ရွာတကားမှထွက်ကာမြောက်စုစုသို့ခုံပေါက်ပြေးလွှားသွားလေသည်ဥတုပ်ပေါ်နှင့်တကွရွာသားများပါမြောက်ကြီးနောက်မှထက်ချက်မကွာလိုက်ပါသွားကြလေသည်ထို့သို့လိုက်သွားကြရာခရီးနှမန်ခန့်အကွာတွင်မြောက်ကြီးညွှန်ပြသည့်အတိုင်းကိုလက်တူ၏အလောင်းကိုတူးဖော်ရရှိသည်ဟုဆိုသည်အလောင်း၏ဦးခေါင်း၌ဒဏ်ရာများလည်းတွေ့ရှိရသည့်အပြင်၎င်း၌ပါရှိသည့်ထင်သောပစ္စည်းများကိုလည်းအနီးအနားတွင်တစုံတရာမတွေ့ရသောကြောင့်တယောက်ယောက်က၎င်း၏ငွေများကိုယူပြီးလျင်လူကိုတက်၍မြုပ်ထားရန်တူသည်ဟုအကြောင်းအားလျော်စွာထင်ရသည်ရဲအရာရှိများကလည်းဤအတိုင်းပင်ယူဆပြီးနောက်မြောက်ကိုက်ခံရသောထွန်းခင်အပေါ်၌တင်ငါမကင်းဖြစ်ပြီးလျင်ထွန်းခင်အားဖမ်းဆီးပြီးတင်ပို့သောအမှုဖြစ်သည်အထက်ပါအကြောင်းအရာများမှာအမှုကိုကျွန်ုပ်တို့ရုံးသို့မတင်ဖို့မီရဲအရာရှိများကဤမှုနှင့်ပတ်သက်၍တွေ့ရှိရသောအကျိုးအကြောင်းအခြေခံအချက်လက်များဖြစ်လေသည်ဤမှု၌အခြားသောတပ်တေခံပစ္စည်းများအပြင်အသက်ရှင်လျက်ရှိသောမြောက်ကြီးတစ်ကောင်ကိုလည်းတပ်တေခံအဖြစ်ဖြင့်တင်ပြလေရာဤအမှုမျိုးကိုနှစ်ပေါင်း40ကျော်မြကျွန်ုပ်၏လုပ်သက်အတွင်းတွင်မတွေ့ဘူးသေးချေအမှု၏အကျိုးအကြောင်းကိုကြည်ကြဲပြန့်ပြန့်သိရှိနိုင်စေရန်၎င်းတပ်တေခံချက်များ၌တစ်ခုနှင့်တစ်ခုဆက်ဆက်ပုံကို၎င်းဥပဒေအချက်လက်များကို၎င်းကျွန်ုပ်၏ထင်မြင်ယူဆချက်ကို၎င်းစာဖတ်သူများဖတ်ရှုလေ့လာနိုင်စေရန်အရေးကြီးသောတပ်တေတစ်ယောက်နှစ်ယောက်တို့၏အစစ်ခံချက်များကိုကျွန်ုပ်မှတ်မိသလောက်ရေးသားဖော်ပြမည်ဖြစ်ပါသည်ရွာသူကြီးဦးစိတ်ကောင်း၏ထွက်ချက်ကျွန်တော်သည်တရက်ခရိုင်ညောင်စင်ရွာမှာရွာသူကြီးဖြစ်ပါသည်ဥတုပ်ဘောသည်ကျွန်တော်၏စေရင်ကောင်းဖြစ်ပါသည်စိတ်အထင်လွန်ခဲ့သော15ရက်လောက်ကစေရင်ကောင်းဥတုပ်ဘောသည်ကျွန်တော်အိမ်သို့နနက်9နာရီခန့်တွင်အရေးတကြီးလာရောက်ကာအောက်ပါအတိုင်းပြောဆိုပါသည်သူနှင့်အိမ်ချင်းကပ်ပြက်နေသောထုံးခင်သည်နနက်စောစောအိမ်ရှိကုပ္ပစ်ပေါ်၌ဆန်ရဖိုးလူတို့နှင့်အတူလက်ဖက်ရည်ချမ်းတောက်နေစဉ်မြောက်တကောင်သည်လမ်းပေါ်မှကုပ္ပစ်ပေါ်သို့ခုန်တက်ကာထုံးခင်ကိုအတင်းဝင်ရောက်ကိုက်ဖဲ့ကြောင်းထုံးခင်ကအံ့အားသင့်လျက်ရှိစဉ်ဖိုးလူမှလက်မြန်သဖြင့်မြောက်ကြီးကိုအတင်းဝင်ရောက်ဖမ်းကာကျိုးတစ်ချောင်းဖြင့်ချီနှောင်လိုက်သောကြောင့်ထုံးခင်တတ်တာရသွားကြောင်းထိုအခါရွာသားများသည်ထုံးခင်အိမ်ရှိသို့ရောက်လာကြ၍ဝိုင်းုံကြည့်ရှုလျက်ရှိရာမြောက်ကြီးသည်တူလာသောလမ်းဘက်သို့သာအတင်းရုန်းကန်လျက်ရှိသည်ဖြင့်သူတို့အားလုံးပင်တင်ငါမကင်ဖြစ်လာကြကြောင်းတို့ဖြင့်မြောက်ကြီးမှာယမန်နေ့ကမြောက်ပွဲပြောက်သောကိုလက်တို့၏မြောက်ကြီးဖြစ်သည့်အပြင်၎င်း၏ဥကောင်းနှင့်လက်များ၌လည်းသွေးကွက်နှင့်တူသောနီညွန်ရောင်အကွက်ကြီးများကိုတွေ့ရသဖြင့်ပို၍တင်ငါမကင်ရှိလာကြကြောင်းတို့ဖြစ်၍မြောက်ကြီးပြေးသောအဘက်သို့ရွာသားများစုယုံခေါ်ယူပြီးလျှင်လိုက်ပါလိုကြောင်းကျွန်တော်အားပြောပါသည်ထိုအခါကျွန်တော်သည်စံရဖိုးလူအပါအဝင်ကိုဖိုးသွဲကိုဆန်မြကိုအေးမောင်ကိုတာဇန်တို့ကိုဓားလန်လက်နက်များကိုင်ဆောင်စေလျက်သူလိုရှိသည့်အတိုင်းစေကောင်းဥတုပ်ပေါ်နှင့်အတူလိုက်ပါသွားရန်အမိန့်ပေးလိုက်ပါသည်သူတို့လိုက်ပါသွားပြီးနောက်မွန်းတဲ့ချိန်လောက်တွင်မှပြန်ရောက်လာရာအကျိုးအကြောင်းမေးမြန်းသောအခါမြောက်เสียကိုလက်တို့၏အလောင်းကိုတွေ့ခဲ့ရပြီဖြစ်ကြောင်းအလောင်း၏ဥကောင်းနှင့်ဒဏ်ရာများတွေ့ရကြောင်းယခုအခါအလောင်းကိုကိုအေးမောင်နှင့်ကိုတာဇန်တို့အားအဆောင်ထားခဲ့၍မိမိအားပြောကြားရန်နှင့်မိတို့မိဘုံစီမံမီကိုသိရရန်ပြန်လာခြင်းဖြစ်ကြောင်းဖြင့်ပြောပြပါသည်ထိုအခါကျွန်တော်လည်းကိုယ်တိုင်လိုက်သွားပြီးလျင်ကြောက်အိုးရွာသို့လူလွတ်၍အလောင်းတင်ရန်ထန်းစင်တစ်ခုကိုအမြန်ပြုလုပ်စေပြီးတော့တရက်မြို့စေးရုံသို့အလောင်းကိုပို့လိုက်ပါသည်ဥတုဘောကိုခေါင်းဆောင်စေ၍မောင်ဆန်ရမောင်ဖိုးလူမောင်အေးမောင်တို့ကိုလည်း၎င်းတို့နှင့်အတူလိုက်ပါရန်ထည့်လိုက်ပါသည်ကိုလက်တို့၏အလောင်းတွေ့ရပုံကိုကျွန်တော်ထက်ဥတုဘောကအသေးစိတ်ပူ၍အစစ်ခံနိုင်ပါလိမ့်မည်စေရင်ကောင်းဥတုဘော၏အစစ်ခံချက်ကျွန်တော်သည်ညောင်စင်ရွာတွင်တကြီးဥစိတ်ကောင်း၏လက်အောက်အမှုထမ်းလျက်ရှိသောစေရင်ကောင်းဖြစ်ပါသည်အခင်းဖြစ်ပွားသောနေ့နနက်စောစောချိန်၌ကျွန်တော်၏ဇနီးနှင့်အတူလက်ဖက်ရည်ချမ်းတောက်လျက်ရှိစဉ်ထုံးခင်တရားခံအိမ်ဘက်မှစူးစူးညံ့ညံ့အတန်ကြားရသဖြင့်တွားရောက်ကြည့်ရှုရာထုံးခင်ကမလှမ်းမကမ်းတွင်ရက်လျက်စံရနှင့်ဖိုးလူတို့ကမြောက်ကြီးတကောင်အားကျိုးနှင့်ခါမှခြိတိုင်းထားသည်ကိုတွေ့ရပါသည်မြောက်ကြီးသည်ထုံးခင်အားအတင်းလိုက်၍ကိုက်နေသဖြင့်သူတို့နှစ်ယောက်က
ကျိုးစားကိုအတင်းဆွဲထားရပါသည်ထိုချိန်၌ရွာသား3-4ယောက်ရောက်လာရာ၎င်းတို့အထဲတွင်ကိုဖိုးသွယ်ကိုဆန်များတို့ပါသည်မြောက်ကြီးမှာအခင်းမဖြစ်ပွားမီတနေ့ကကျွန်တော်တို့ရွာတွင်မြောက်ပွဲပြသွားသောကိုလက်တို့၏မြောက်ကြီးဖြစ်ကြောင်းသိရပါသည်မြောက်ကြီးသည်ရွာတကားဘက်သို့အတင်းရုန်းကန်ပြေးသွားလျက်ရှိသည့်အပြင်၎င်း၏ဥကောင်းနှင့်လက်များတွင်လည်းသွေးစာသွေးနှနှင့်တူသောအကွက်များကိုမြင်ရသဖြင့်ကျွန်တော်တို့အားလုံးပင်ပို၍သင်္ကာမကင်ဖြစ်လာပါသည်တို့ဖြစ်၍ကျွန်တော်သည်တကြီးဥစိတ်ကောင်းထံသို့သွားပြီးလျင်အကျိုးအကြောင်းပြောပြရာကျွန်တော်နှင့်အတူလိုက်ပါရန်ကိုဖိုးသွယ်ကိုဆန်မြကိုအေးမောင်ကိုတာဆန်တို့ကိုထည့်လိုက်ပါသည်ဆန်ရနှင့်ဖိုးလူမမြောက်ကိုချီထားသောကျိုးစာကိုကင်လျက်ရှေ့မှသွားကြပါသည်ကျွန်တော်တို့သည်ရွာမှထွက်ခဲ့ရာမြောက်ကြီးသည်မြောက်စုစုသို့သွားသောချင်းရင်လန်းကလေးအတိုင်းဆွဲခေါ်သွားသဖြင့်ကျွန်တော်တို့လည်း၎င်းနောက်မှလိုက်ကြရပါသည်ခရီးမိုင်2မိုင်ခန့်ရောက်၍ကျွန်တော်တို့မှအတော်တန်မောပန်းလျက်ခိတ္တရနာမြည်ပြုတော်လဲမြောက်ကြီးသည်မရက်မနာပဲကျွန်တော်တို့အားကျိုးစာကိုအတင်းဆွဲ၍ခေါ်နေသဖြင့်ဆက်လက်သွားကြပါသည်ရှေ့သို့မိုင်ဝက်ခန့်ရောက်သောအခါကတစ်ပင်ကြီးတစ်ပင်အောက်သို့ရောက်လာ၍တစ်ပင်ရိပ်အောက်၌ခိတ္တနာကြမည်အပြုတွင်မြောက်သည်လက်မပေါ်မှဆင်း၍လမ်းနဘေးရှိတောဆက်ကလေးတစ်ခုရှိရာသို့ကျိုးစာကိုဆွဲ၍ခေါ်နေသဖြင့်ကျွန်တော်တို့သည်ရှိုကလေးနှင့်တူသည့်မြေနှိပ်ဘက်သို့လိုက်သွားရပြန်ပါသည်ခိုက်340ခန့်မြေနှိပ်တောဆက်ကလေးသို့ရောက်သောအခါမြောက်ကြီးသည်မြေများပွနေသောနေရာတစ်ခုပေါ်တွင်ထိုင်ကာမြေကြီးကိုလက်များဖြင့်အတင်းကုတ်ချစ်နေပါတော့သည်ထိုချင်းရာကိုကျွန်တော်တို့အားလုံးရက်ကြည့်နေသောအခါမြောက်ကြီးသည်ကျွန်တော်တို့ထံတဖန်လာရောက်ကာကျွန်တော်ပစိုးစားကို၎င်းဖိုးလူပစိုးစားကို၎င်းအတင်းဆွဲငင်နေပါသည်ထိုအခါမှကျွန်တော်တို့လည်းရိမ့်မိလာ၍မြေပုံမှမြေပွများကိုလှံများဖြင့်ထိုးဆွ၍၎င်းဓားချုံများဖြင့်တူး၍၎င်းတက်ကိုင်းများကိုတရင်းကဲ့သို့ခြုံထက်အောင်ပြုလုပ်၍၎င်းတူးဖော်ကြရာတထောင်ခန့်များတူးမိသောအခါလူ၏ခြေထောက်တစ်ဖက်ပေါ်လာပါသည်နောက်နာရီဝက်ခန့်ဆက်လက်တူးရာတွင်ဥကောင်းတစ်လုံးပေါ်လာ၍အလောင်းမှာလက်ဝဲဘက်လက်ပြတ်နေသောမြောက်စရာကိုလက်တို့၏အလောင်းဖြစ်ကြောင်းတွေ့ရပါတော့သည်အလောင်းမှာဥကောင်းနှင့်ဒဏ်ရာများတွေ့ရ၍သွေးများလည်းအင်ကြီးဝတ်စားများတွင်စွန့်ထင်ပါသည်တဲများမြေကြီးများနှင့်ရောနှောနေပါသည်ထိုအခါကျွန်တော်သည်ကိုအေးမောင်နှင့်ကိုတာဆန်တို့အားအဆောင်ထားပြီးလျင်ရွာသို့ချက်ချင်းပြန်လာ၍တကြီးအားအကျိုးအကြောင်းပြောပြပါသည်ထို့နောက်တကြီးလိုက်လာပြီးလျင်ကြောက်ဝဲရွာသို့လူလွတ်အကူအညီတောင်းပြီးနောက်ထန်းစဉ်တစ်ခုပြုလုပ်ကာအလောင်းကိုတရက်မြို့စေးရုံသို့ပို့လိုက်ရပါသည်အလောင်းတွေ့ရခြင်းနှင့်ပတ်သက်၍ဤမျှသာဖြစ်ပါသည်ထိုနေ့ညနေ၌ပင်ကျွန်တော်အိမ်သို့ရဲရာရှိများရောက်ရှိလာ၍တကြီးအိမ်တွင်ကျွန်တော်အားထပ်မံစစ်ဆေးရာရုံးတော်တွင်ယခုထွက်ဆိုသည့်အတိုင်းထွက်ဆိုခဲ့ပါသည်ထို့နောက်မြောက်ကုတ်ခံရသူထွန်းခင်အားတင်ငါမကင်းဖြစ်သည်ဆိုကာထွန်းခင်အားဖမ်းဆီးပါသည်ထွန်းခင်အိမ်သို့ရဲရာရှိများတွားရောက်ရှာဖွေသောအခါ၌လည်းတပ်တည်အဖြစ်ဖြင့်ကျွန်တော်လိုက်ပါရပါသည်ဤသို့ရှာဖွေသောအခါနောက်ဖွေးမိဖို့ကန်ထင်းယူတစ်တာအတွင်းမှာလုံကြီးအောင်တစ်ထည်ဖြင့်ထုတ်ထားသောမူးစေမက်စေ9မှုစီစုစုပေါင်း53ချက်ခွဲကိုတွေ့ရသဖြင့်ရဲရာရှိများကတင်ဆက်လိုက်ပါသည်ထို့ပြင်ထွန်းခင်၏အပြာရောင်ရှက်အင်ကြီးဟောင်းတစ်ထည်တွင်သွေးကွက်နှင့်တူသောအကွက်များကိုတွေ့ရ၍အင်ကြီးကိုလည်းအင်ခေါမိုးတန်း၌ထိုးထားသည်ကိုတွေ့ရပါသည်ထိုပစ္စည်းကိုလည်းရဲရာရှိများကတင်စီလိုက်ပါသည်ဖိုးလူနှင့်ဆန်ရတို့ထွက်ချက်မှာထိုနေ့နနက်ကသူတို့သည်ထွန်းခင်၏အိမ်ရှိကုပစ်ပေါ်တွင်ထွန်းခင်နှင့်အတူလက်ဖက်ရည်ချမ်းတောက်နေစဉ်ကုပစ်ပေါ်သို့မြောက်ကြီးတစ်ကောင်ခုန်တက်လာပြီးနောက်ထွန်းခင်အားကိုက်ပုံလက်သေးများနှင့်ကုတ်ချစ်ပုံဖိုးလူကမြောက်ကြီးကိုအတင်းဝင်၍ဖမ်းမိလျင်ကျိုးတစ်ချောင်းဖြင့်ခြိထားရပုံမြောက်ကြီးသည်ထွန်းခင်ပေါ်တွင်တဲတဲမဲမဲအခဲမကြေနိုင်တဲ့ကဲ့သို့ရှိနေပုံထို့နောက်ကျိုးစာကိုအတွင်းဆွဲပြီးလျင်ရွာတကားစီသို့သွားရန်အတင်းရုန်းကန်နေပုံများနှင့်တကွာဆယ်ရင်ကောင်းဥတုဘောနှင့်အတူလိုက်သွားပြီးနောက်ရွာနှင့်2မိုင်ကျော်ခန့်အရောက်ကတစ်ပင်ကြီးတစ်ပင်အနီးမှရှိုရဲတွင်မြောက်စရာကိုလက်တို့အလောင်းတွေ့ရပုံများကိုထွက်ဆိုကြလေသည်အခြားတပ်တွေများမှာအလောင်းကိုရှာဖွေရာတွင်လိုက်ပါသွားသူများအလောင်းကိုစေးရုံသို့ပို့ဆောင်ရာတွင်လိုက်ပါသွားသူများဖြစ်၍အရေးမကြီးလှပေရဲအဖွဲ့၏နောက်ဆုံးတင်ပြသောတပ်တွေမှာနွားချောင်းသားမောင်စိန်ဆိုသူတငယ်တယောက်ဖြစ်၍ရွာတွင်ကိုလက်တို့မြောက်ပွဲပြသောနေဝင်ရီတရောအချိန်လောက်၌သူသည်ရွာမြောက်ဖက်တကားမှနွားများကိုစကြက်မှပြန်သွင်းလာစဉ်ထွန်းခင်ယခုလူသက်တရခန့်သည်လွယ်အိတ်တစ်လုံးကိုလွဲကာရွာ၏မြောက်ဖက်လမ်းကလေးအတိုင်းမြောက်ဖက်စီမှခတ်တုတ်တုတ်လျှောက်လာသည်ကိုမြင်ရကြောင်းထွက်ဆို၏၎င်း၏တပ်တေကန်ချက်မှာတရခန့်၏အပြုအမူအသွားလာများကိုတစ်ခုနှင့်တစ်ခုဆက်မိအောင်ပြုလုပ်ပေးသည့်ခွင်းဆက်တစ်ခုပင်ဖြစ်လေသည်ဆေးဆရာဝန်မစ္စတာဘာနက်၏ထွက်ချက်မစ္စတာဘာနက်ကမိမိသည်ဤမှုတွင်တေသူကိုလက်တို့ဆိုသူ၏အလောင်းကိုစစ်ဆေးရကြောင်းအလောင်း၏ဥကောင်းနောက်စိတ်တွင်3-4လက်မခန့်ကွဲနေသည့်ဒဏ်ရာကြီးတစ်ခုကိုတွေ့ရပြီးလျှင်၎င်း၏နောက်ဖက်မှနေ၍တုံးသောလက်နက်တစ်ခုဖြင့်ပြင်းထန်စွာရိုက်နှက်သောဒဏ်ရာဖြစ်ကြောင်းအောက်ခြေမှသွေးများသည်အုံနောက်အတွင်းသို့တလက်မ4 ပုံ 3 ပုံခန့်ဝင်သွားကြောင်းဤဒဏ်ရာကြီးမှာခွန်အားဗလာကောင်းသောသူတစ်ယောက်ကိုပင်
တစ်ချက်တည်းနှင့်သေစေနိုင်ကြောင်းဦးကောင်းရှေ့နှစ်ဖူးထိတ်တွင်လည်းအခြားဒဏ်ရာလေးနှစ်ခုတွေ့ရသေးရာ၎င်းတို့မှာတေသူသည်နောက်မှရိုက်လိုက်သောအချိန်ဖြင့်ရှေ့သို့လဲကျသွားစဉ်ကြောက်ခဲကဲ့သို့မာကျောသောအရာတစ်ခုဖြင့်ထိခိုက်မိ၍ဖြစ်နိုင်ကြောင်းအလောင်းကိုရင်ခွဲစစ်ဆေးကြည့်သောအခါကိုယ်ရဲရှိအသေးနှလုံးအဆုပ်ကြောက်ကက်စသည့်မြည်သည့်အင်္ဂါအစိတ်ပိုင်းတွင်မှယောဂမရှိသည်ကိုတွေ့ရကြောင်းအလောင်းကိုတွေ့ရသောအချိန်၌ထိုသူသေဆုံးသည်မှာနိုင်ပေါင်း30နှင့်40အတွင်းရှိနေပြီဖြစ်သည်ဟုမိမိယူဆကြောင်းထွက်ဆိုလေသည်စေးစာတသက်ခံရန်ကုန်ဓာတုဗေဒဌာနမှထင်မြင်တွေ့ရှိချက်အရတရားခန်း၏ရှက်အင်းကြီးပေါ်မှသွေးနှင့်မြောက်၏ကိုယ်ပေါ်တွင်6သိပ်နေသည့်သွေးမှာလူသွေးဖြစ်၍အခြေခံ dressing ရောဆက်ပုံချင်းတူညီသဖြင့်လူတစ်ယောက်တည်း၏သွေးဖြစ်သည်ဟုဆိုရပေမည်ဟုရေးသားပါရှိပါသည်မြောက်ဆရာကိုလက်တို့ကိုတတ်မှုနှင့်ညောင်စင်ရွာမှထွန်းခင်ဆိုသူအားတရားခန့်ဖြင့်ဆွဲဆိုသောအမှုမှာကျွန်ုပ်ရုံးသို့ရောက်လာ၍စစ်ဆေးရသည်ကျွန်ုပ်ရုံးမှာလူတတ်မှုများကိုစစ်ဆေး၍အပြစ်ပေးနိုင်သောရုံးမဟုတ်ချေမူရင်းအမှုကိုသာစစ်ဆေး၍တပ်တွေမခိုင်လုံကတရားရှင်လွှတ်ပြနိုင်သည်ခိုင်လုံကအထက်ရုံးဆက်ရှင်တရားသူကြီးသို့တင်ပို့ရသည်တရက်မြို့ district နှင့်ဆက်ရှင်တရားသူကြီးကသာအပြစ်ပေးပိုင်ခွင့်ရှိလေသည်အထက်ပါအမှုဖြစ်ပျက်ပုံအကျိုးအကြောင်းနှင့်တကွတပ်တွေများကိုစစ်ဆေးပြီးနောက်ရဲဘက်မှဆွဲဆိုထားသောတရားခံပေါ်တွင်တပ်တွေထွက်ချက်လုံလောက်သည်မလုံလောက်သည်ကိုအောက်ပါအချက်လက်များအရတစ်ခုပြီးတစ်ခုခွဲခြား၍ကျွန်ုပ်စဉ်းစားကြည့်မိသည်ရင်းအချက်လက်များမှာအောက်ပါအတိုင်းဖြစ်ပါလေသည်နံပါတ်1ကိုလက်တို့၏မြောက်ကြီးသည်လူ3ယောက်ထိုင်နေသည့်အနက်ထွန်းခင်တရားခံကိုမှရွေးကိုက်ဖက်ကုတ်ချစ်ခြင်း2မြောက်ဆရာကိုလက်တို့သည်ရွာမြောက်ဖက်သို့ထွက်သွားခြင်းနှင့်ထိုနေ့နေဝင်သောအချိန်တွင်တရားခံအားမြောက်ဖက်စီမှခတ်သက်သို့ပြန်လာသည်ကိုနွားကြောင်သားကလေးမောင်စိန်ကမြင်လိုက်ခြင်းနံပါတ်3တရားခံ၏ရှက်အင်းကြီးတစ်ထည်ပေါ်တွင်လူသွေးများတွေ့ရ၍ထိုသွေးနှင့်မြောက်၏ကိုယ်ပေါ်မှတွေ့ရသောသွေးမှာလူတစ်ယောက်တည်း၏သွေးဖြစ်သည်ဟုဓာတုဗေဒဌာနကတွေ့ရှိထားခြင်းနံပါတ်4တရားခံသည်သွေးများစွန့်ပင်နေသောအင်ဂျီကိုထားရိုးထားစဉ်နေရာမျိုး၌မဟုတ်ပေအိမ်ခေါင်မိုးဝလုံးနှန်းအောက်တွင်ထွေးလုံးထိုးထားသည်ကိုတွေ့ရှိရခြင်းနံပါတ်5ထို့အတွက်တရားခံသည်ရင်းပစ္စည်းကိုလူမမြင်နိုင်အောင်လုံခြုံစွာသိမ်းဆည်းထားရန်ရှိခြင်းနံပါတ်6ထိုအင်ဂျီမှာအပြာရောင်ရှက်အင်ဂျီဖြစ်၍ထိုအင်ဂျီမျိုးကိုတရားခံဝတ်ကြောင်းတပ်တွေများကထွက်ဆိုခြင်းနံပါတ်9တရားခံ၏အိမ်တွင်းရှိနောက်ဖွေးကမ်းမှာထင်းဦးတက်တာအဟောင်းထဲတွင်ဒင်္ဂမှုစိမဲစိများ53ချက်ခွဲဖို့တွေ့ရှိရခြင်းနံပါတ်10မြောက်ဆရာကိုလက်တို့သည်စံနှင့်အခြားပစ္စည်းများကိုမယူဘဲသူ၏မြောက်ပွဲအတွက်ဒင်္ဂမှုစိမဲစိစသောငွေများကိုသာယူခြင်းနံပါတ်9မြောက်ကြီးသည်၎င်း၏သခင်အလောင်းရှိရာသို့လိုက်လံပြသသည်ဟုသောထွက်ချက်မှာယုံမှားတန်တရားရှိရန်အကြောင်းတစုံတရာမရှိပေအထက်ပါအချက်9ချက်ကိုကျွန်ုပ်သည်ယထာဘုဒ္ဓကြသောနည်းဖြင့်လေးနက်စွာစဉ်းစားခဲ့သည်တရားခံသည်ကျွန်ုပ်ယုံမှဆက်ရှင်ယုံအထိဤကိစ္စတွင်တစုံတရာမသိရကြောင်းဘူးကွယ်လျက်ရှိသည်ဖိုးလူနှင့်ဆန္ဒတို့သည်သူ့အားရခင်ကရန်ညှိုးရှိသဖြင့်တမင်သက်သက်လိန်လည်ထွက်ဆိုခြင်းဖြစ်သည်ဟုအစစ်ခံသည်မူးစိမက်စိငွေ90ကျော်ဖို့မှာသူစုသောထားသောငွေများဖြစ်သည်ဟုအစစ်ခံသည်ကျွန်ုပ်၏ထင်မြင်ယူဆချက်မှာရင်းသက်သေခံချက်များသည်ဤမှုတွင်မျက်မြင်သက်သေမရှိတော့လဲအချက်တစ်ခုနှင့်တစ်ခုသည်တစ်ခုအပေါ်၌တစ်ခုအညမညသဘောဖြင့်အကျိုးပြုလျက်ရှိသောကြောင့်အလွန်ကွင်းဆက်ကောင်းသောသက်သေခံချက်ဖြစ်သည်ဟုယူဆရသည်တို့ဖြစ်ရကထွန်းခင်မှာတရားခံအစစ်ပင်ဖြစ်ပေလိမ့်မည်တနည်းအားဖြင့်ဆိုသောဤလူသက်မှု၌တရားခံထွန်းခင်မှလွဲ၍အခြားမည်သူတူတစ်ယောက်မျှတရားခံဖြစ်နိုင်ရန်လမ်းမရှိပေအထက်ပါအချက်9ချက်ကိုမည်သည့်ရှုထောင့်ကပင်ကြည့်စေမည်သူတူတစ်ယောက်မျှမဖြစ်နိုင်ပဲတရားခံထွန်းခင်အပေါ်၌သာပြန်၍တတ်တူကြပေလိမ့်မည်တစုံတစ်ယောက်သောသူသည်ထွန်းခင်၏အပြာရောင်ရှက်အင်ကြီးဟောင်းကိုဝတ်ဆင်ပြီးနောက်မြောက်ဆရာကိုလက်တို့ကိုတက်၍မူးစိမက်စိများကိုယူပြီးလျင်ထွန်းခင်မသိစေဘဲ၎င်းအိတ်ထဲတွင်ဝှက်ထား၍တနေရာသို့ထွက်ပြေးလွတ်မြောက်သွားနိုင်သည်ဟုကြံကြံဖန်ဖန်တွေးတောစဉ်းစားမိဆိုရင်လည်းတဘာဝကိုကြုံလင်ပြီးလျင်အတွေးခေါင်၍စဉ်းစားမှသာလျင်ဖြစ်ကောင်းဖြစ်နိုင်ပေမည်သို့ဖြစ်၍ကျွန်ုပ်လည်းအထက်ပါအချက်ကြီး9ချက်၏တစ်ခုနှင့်တစ်ခုဆက်ဆက်ပုံအကျိုးပြုပုံတစ်ခုစီရှင်းလင်းရေးသားပြီးလျင်အမှုမှာတပ်တွေထွက်ချက်များပြည့်စုံ၍ဆွဲဆိုတင်ပို့တင်ကြောင်းမှတ်ချက်ရေးသားပြီးလျင်ဒီစတိတ်ဆက်ရှင်ရုံးတော်သို့တင်ပို့လိုက်လေသည်ကျွန်ုပ်၏ယူဆချက်မှာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေကျွန်ုပ်၏အကောင်းဆုံးသောထင်မြင်ချက်ကိုအသုံးပြုကာဆုံးဖြတ်လိုက်ရသည့်အတွက်တရားသူကြီးတယောက်အနေဖြင့်တာဝန်ကျေပွန်ပြီးဟုယူသားစွာထင်မြင်မိပါကြောင်းမှတ်ချက်အထက်ရုံးတော်မှထွန်းခင်ပေါ်ပြစ်မှုထင်ရှားသဖြင့်ထောင်ဒဏ်တစ်သက်ကြခံစေရန်အမိန့်ပေးလိုက်လေသည်အဆုံးထိနားထောင်အားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာ